တိတ်တနေ့တော့နေအရာပူတော့တိတ်အနက်နံတီလေးဝဲစားဖြေတာပါရှင်မကြည့်တထိုးလေးနဲ့ဒီလိုလေးတထိုးလေးအစားရှိစပွဲလေးတငယ်ကြီးတော့ပြစားကြပါဦးရှင်နနဒီအချိုတီလေးဒီလိုရာဒီပူနေပူရာဒီများလို့ဆင်ပါလေတေးတီလေးစားပေးရတာပေါ့လေနော်အဲ့ဒါမကြောက်နနတီလေးဝဲစားလာပါရှင်နနတီအချိုတီအေးလောဝတ်စားလာတာ20ဖိုးလိုက်ဒီမှာကြည့်တော့ထိုးလေးနဲ့ထိုးရတာဆက်ရှိစပွက်ဒီဖြစ်သွားတော့ဗောနော်တက်ခဲ့တာသူအေးတာဒီလိုလေးပေးလာတော်လေးပေးလာအဲ့တော်လေးပြန်ထိုးလိုက်တော့ဒီလိုလေးဖြစ်သွားတာဆက်ရှိစပွက်လေးတင်ငယ်ကြည့်တော့ရဲ့ဒီလိုပူရှိတယ်မနဲ့သေးလေးနဲ့စားပေးရတာဗောနော်လက်ခေါ်လေးလက်ကြောင်းလေးတစ်ရှင်းပြီးတော့လူလန်းဆန်သွားတော့ဗောလေနော်နော်ဝဆယ်ရမလဲဒီနနပြောလေဟိုကမတော့မိကလေးတဲ့အော်ပြုတ်ကြရောဒီမှာမိကလေးတဲ့အောင်မရသည်လာခဏချေးလဲဆိုဒီလိုတေးသေးလေးလည်းစားလို့ရှိရင်ကောင်းပြီကောင်းတော့ပေါ့လေနော်အဲ့ဒါလေးပြောတယ်ကောင်းရလို့ပြောတာပေါ့လေနော်အဲ့ဒါတော့မူကြည့်တဲ့ကြားရရောက်ပြီးစားကြည့်ရမှာနနသေးလေးချွတ်ချွတ်ရှင်းလေးဒါလည်းမချူဘူးဒါလည်းမချင်ဘူးစားကောင်းနေရောပါရှင်အောင်မတော့သူကလေလေထိုးဖို့ပေးလာတာပါဒီမှာတမတ်တော့တဲ့ဒီလိုလေးထိုးပြီးစားရှင်းလို့ပါရှင်အဲ့လိုမကြည့်ပါဘူးစားရှင်းစမ်းရရဒီလိုစားကောင်းနေရောနေလို့ပူချေလေးမဆွဲလေသူ့ပေးလာတဲ့စားလေးနဲ့ဒီစားလေးကတော့စားချိုလေးဖြစ်မယ်စားနေငရုတ်တီးလေးနဲ့ကြည့်ပါဦးစားတော့စားနေစားတယ်မလိုက်ဘူးဒီပုံမှန်လေးစားပါလေရပါလေနော်စားကြည့်စပွဲလေးနေမမ်းစားဘူးအပီးလေးပဲစားပြတာပါရှင်မကြည့်စားချစ်စပွဲလေးဟိုကနေပါလေဟိုကနေအတူတယ်ဘာဘီကျူရဲ့ရောင်းနေတာဘာဘီကျူအရှောင်းလေးနဲ့ပေါ့တူတာပေါ့လေနော်ဒီလိုထိုးရတော့ရှင်ဘာဘီကျူမဆိုအောင်မနည်းနည်းဒီအလဲမှာသားလေးနဲ့အပေါ်မှာချမ်းရှင်ခရမ်းချင်သေးလေးနဲ့ပေါ့လေနော်ဒီနေ့ဘာဘီကျူမဟုတ်ဘူးရှင်နည်းနည်းဒီဘာဘီကျူပါနည်းနည်းဒီဘာဘီကျူလေးစားကြမယ်ရှင်ဟုတ်တယ်မရှိနည်းနည်းဒီဘာဘီကျူရကိုရသည်လည်းဒီလေးစားပြင်ပုတ်ကတော့ရှင်နော်ပါတီးပဲစားစားလေးဒီလေးစားရတာပို့စင်ပြတယ်ဒီကိုလုံးလန်းစားသွားတော့ပါလေနော်တော့ပဲနေတယ်ဒီလေးကားတိုင်လုံနေကြတယ်တော့တင်ပဲနေကြည့်လို့ရပို့ပါပြီဒီလိုလေးပါရှင်စနေပါဦးမယ်